မာတီယက်ဖာနန်ဒက်က United ရဲ့ကွင်းလယ်အတွက် Master Plan ဖြစ်လာမလားဒီနွေရာသီမှာ Michael Carrick ရဲ့ United ဟာ West Ham ရဲ့ကျယ်ပွင့်မာတီယက်ဖာနန်ဒက်ကိုခေါ်ယူဖို့အလေးအနက်စဉ်းစားနေပါတယ် United ဟာပြီးခဲ့တဲ့နွေရာသီကအမ်ဘူမိုနဲ့ကိုညာတို့ကိုခေါ်ယူခဲ့တယ်လို့မျိုးပဲ Premier League မှာအသားကျပြီးသားကစားသမားတွေကိုပဲဦးစားပေးခေါ်ယူခြင်းနေတာဖြစ်ပါတယ်သတင်းတွေအရ United ဟာမာတီယက်ဖာနန်ဒက်တယောက်တည်းတင်မကပဲသူ့ရဲ့အသင်းဖော်ဂျရော့ဘိုဝင်ကိုပါစုစုပေါင်း94တန်းဝန်းကျင်နဲ့2ယောက်ခေါ်ဖို့ချိန်ရွယ်နေတာဖြစ်ပါတယ် West Ham ဟာလက်ရှိမှာတန်းဆင်းစုံနဲ့ရောက်နေပြီးဗန်နာရေးအကျက်တဲလည်းရှိနေတာကြောင့်တကယ်လို့တန်းဆင်းသွားခဲ့ရင်မာတီယက်ဖာနန်ဒက်ကိုပေါင်45တန်းဝန်းကျင်နဲ့ရနိုင်မဲ့အခွင့်အရေးရှိနေပါတယ်အသက်20နှစ်အရွယ်ပေါ်တူဂီသားလေးဟာဒီယာဒီမှာ3ဂိုးသွင်း3ဂိုးဖန်တီးပေးထားပါတယ်ဘောလုံးပေးပို့မှုတိကျချက်က88%အထိရှိပါတယ်သူဟာကားရည်လိုချင်တဲ့အဖြစ်ရောအပေးပါနိုင်တဲ့အော်ရှင်မစ်ဖီတာမျိုးစားပါ United အတွက်သတင်းဆိုးကတော့လီဗာပူးကလည်းမာတီယက်ဖာနန်ဒက်ကိုမျက်စိကျနေတာပါလီဗာပူးသတင်းထောက်ဒေးဗစ်လင်းရဲ့အဆိုအရလီဗာပူးဟာ West Ham တန်းဆင်းတာနဲ့မာတီယက်ဖာနန်ဒက်ကိုအရယူဖို့ပြင်ဆင်နေပါတယ်ဒါဟာ United နဲ့လီဗာပူးတို့ရဲ့ကွင်းပြင်ပါကပွဲတစ်ခုဖြစ်လာဦးမှာပါကက်စမဲယိုနေရာမှာမာတီယက်ဖာနန်ဒက်ကိုအစားထိုးတာမှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလားဘရူနိုနဲ့မာတီယက်တို့ရဲ့တပယ်ဖာနန်ဒက်တွဲကိုရောမြင်ကျင်ကြလားကောမန့်မှာပြောခဲ့ကြပါဦး